Abhidhamma Nimya Akha Tayado Abhidhamma Nimya Akha Lu Buddha Myasaya Dadana Ma Trinju Lavi Ni Akadamiyago Tanyi Tanyare Tamatara Psipare Trinju Lavi Ni Akadamiyaha Abhidhamma Nimya Akada Mahove Yabuddha Nin Salien Lue Madandi Yame Akadamiya Psipare Tangarori ne Salien Bido Leve Madandi Yame Nidu Nimya Psipare Tangarori ne Salien Bido Trinju Lavi Ni Akadamiyaha Buddha Myasa Pinyatho Mukere Vinidiyaro Ya Tangarori Ha Supaunya Mahapamwarana We Sene Chimbaya Akadamiya Pselu Tangarori ne Sabiro Leve Trinju Lavi Ni Ha Tumya De Akadamiya Lu Pyo Mama Pamwarana Ni Psi Bobo Labungaro Buddha Myasa Letedo Kakala Dunga Kodala Dai Twin the Rindo Nitayare Tangarori Warin Kala Akadamiya Ma Tu Belu Nine Chanya Dada Nijamne Eune Deru Sagamanya Javene Ninyo Belu Ni Galu Siwe Yagani Via Seku Pola the Tushiba The Warin Toyani Chama Chin Dongere Nazingaro The only day of the Gama job and Nibu Chipa Taman Davis the only day of Trilus the Gadio Milushi Yamayaka Abiosu the same as you Mucha Yinu Jepia Bilo the Chimia Jara Chipa Tajamulo Toyan The water no to the Gama job and Japan Those guys are Shito Mabe, Lehanche and Neve. The Udu Guni down below. No one's a Gama Job and Illusion, Duha, don't let do a Nimawa, China and Nija Mahalo. Dilu drip out below, the water no to Yania, the one that was Gama Job and Nija. What you there, Kajaro? Buddha Myasa, Soya below. Keroja Sikhi Kala Akadamiyaga Wajobi Solution Myasa Vyasi Soya Groli Shija Yanori Hale Vyasi Soya Bido Grojaro Myasa Vyaga Mire Yama Jayala Nitai Sindi Jayala Songo Sindi Jayala Ni Nyunyu Nitai Jaya Lalo Nimegoni Mire Kajaro Chama Jong Songom Pemamu Missy Jong Yin Nijaya Jong Leo Taro Yes of Yaga Dido Mundo Sepiro Mira Yes of Yaga Miri Solution Pietane Mira Megon Ijibabe Avilu Mido Nusro Kaya Shinga Piora Jong Yubi Yes of Yaga The home is ready to Jay Tangarorigo Winisika, Uri the Kupinia may surrender you a jet. You a jet Nakune, Diani Waringa Lama, Nido Migo Nitanya, Surrenders of your TV City. Eh Velu Nina Nitalo, don't let the room Nija the land. Yes, of Yaga Mireka, Simia, the Vida Ruha. The Vana, the Valua, Sagama, Georgia Babu. Kisa was a sheet of Mabe. Lehanchi and Piabi, the one that was set to Jabari.
လိုပြောတော့မြတ်စွာဘုရားကရှုတ်ချတယ်ကဲ့ရဲ့တယ်အဲ့ဒီယဟန်တွေတဝုနဲ့တူတဝါတွင်းလုံးစကားမပြောဘဲနေတာဒိဋ္ဌိတွေကျင့်တဲ့မူကပ္ပတ္တလို့ဆိုတဲ့အကျင့်မျိုးကိုကျင့်တာပဲမူကပ္ပတ္တဆိုတာဆွမ်းအားနာမကြားတွေဟာစကားမပြောနိုင်ကြဘူးသင်တို့တွေဟာလည်းပဲတစ်ပါးနဲ့တစ်ပါးစကားမပြောဘဲနေတာဟာဆွမ်းအားနာမကြားမူကပ္ပတ္တလို့ဆိုတဲ့ဆွမ်းအားနေတဲ့ပုဂ္ဂိုလ်ကြီးကျင့်တဲ့အကျင့်မျိုးကျင့်တာမြတ်စွာဘုရားကသင်တို့ဟာဒါတွေမကဘူးပတုတံဝါဒလို့ခေါ်တဲ့ကျွဲတွေနွားတွေဆက်ဆံရေးလိုပဲစကားမပြောဘဲနေကြတယ်စိတ်တွေသိုးတွေရဲ့ဆက်ဆံရေးလိုဒီလိုနေကြတယ်ဒီလိုနေတာဟာကောင်းတာမဟုတ်ဘူးလို့တဦးနဲ့တူမြတ်စွာဘုရားကပြောတဲ့စကားဆိုရင်ပြောရမယ်အကျိုးရှိတဲ့စကားကိုပြောရမယ်တဦးနဲ့တူလုံးဝစကားမပြောဘဲကျင့်တယ်ဆိုတဲ့အကျင့်ကိုမြတ်စွာဘုရားရှုတ်ချတယ်မူကပ္ပတ္တဒိဋ္ဌိယသမာဒါနတဲ့ဆွမ်းအားနာမကြားတဲ့ပုဂ္ဂိုလ်တွေစကားမပြောနိုင်တယ်လို့ပဲသင်တို့လည်းစကားမပြောဘဲနေတဲ့ဒိဋ္ဌိတွေရဲ့အကျင့်ကိုကျင့်တာပဲလို့ဒီလိုရှုတ်ချပြီးတော့တပားနဲ့တပားဘဝရဏပြုဖို့ဆိုတဲ့စနစ်တစ်ခုပေါ်လာတာဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့အလိုဆန္ဒတော်ကတူတူနေကြတဲ့အခါမှာစကားမပြောဘဲနေတာကိုမြတ်စွာဘုရားမကြိုက်ဘူးပြောတဲ့ပြောထိုက်တဲ့အခါမှာအကျိုးရှိတဲ့စကားမျိုးကိုပြောရမယ်မြတ်စွာဘုရားကိုရောမြတ်ကိုရောတိုင်းဒီပင်လင်းစကားပြောတဲ့အခါမှာအကျိုးရှိတဲ့စကားဖြစ်ရမယ်မှန်ကန်တဲ့စကားဖြစ်ရမယ်သို့တော့အကျိုးရှိပြီးတော့မှန်ကန်တဲ့စကားသည်တစ်ဖက်သားကကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်မကြိုက်ဘူးမြတ်စွာဘုရားကမှန်တာနဲ့အကျိုးရှိတာဒီနှစ်ခုပဲကြည့်တယ်အကျိုးရှိတာအကျိုးရှိမယ်မှန်မယ်ဆိုလို့ရှိရင်တစ်ဖက်သားကမကြိုက်လဲပြောသင့်ရင်ပြောမယ်ပြောသင့်တဲ့အချိန်ရောက်ရင်ပြောတယ်တစ်ဖက်သားကကြိုက်တဲ့အခါမှာလဲပြောသင့်တဲ့အချိန်ကြမှာပြောတယ်ဒါကြောင့်မို့မြတ်စွာဘုရားကသူကတော်ဆိုတဲ့ဂုဏ်တော်ကြီးပေါ့ကျိုးရှိတယ်မှန်တယ်သို့တော့သူတစ်ပါးကြိုက်တယ်သူတစ်ပါးမကြိုက်ဘူးဆိုတဲ့ဒီစကားနှစ်မျိုးကိုသာမြတ်စွာဘုရားမိန့်ကြားလေးရှိတယ်အဲ့ဒီအတိုင်းပဲယဟန်တော်များကိုလည်းပဲမြတ်စွာဘုရားလိုက်နာကျင့်သုံးစေတယ်ဘာဖြစ်လို့တုံးဆိုအဖွဲ့အစည်းတရားဟာတယောက်နဲ့တယောက်စကားမပြောဘဲနေတယ်ဆိုတဲ့အကျင့်ဟာကောင်းတဲ့အကျင့်မဟုတ်ဘူးတဲ့ပြောတဲ့စကားအကျိုးရှိမဲ့စကားဆိုလို့ရှိရင်ပြောတဲ့နဲ့ပြောရမယ်ထို့သောပြောတဲ့အခါမှာလည်းပဲအချိန်အခါကြည့်ပြီးတော့ပြောရမယ်ပြောတဲ့အချိန်ရောက်လားပြောတဲ့အချိန်လားမပြောတဲ့အချိန်လားဒါကိုပဲစဉ်းစားပြီးတော့ကိုပြောတဲ့စကားဒီမှန်တယ်အကျိုးရှိတယ်သို့တော့သူများကကြိုက်ချင်မှကြိုက်မယ်ကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူးဒါကိုစဉ်းစားเสียမလိုဘူးတဲ့မြတ်စွာဘုရားကရဟန်းတော်တွေချင်းချင်းဟာဧဝံတံဝဋ္ဌာဟိတတ္တပကဝတောပရိတာယတိတံအညမညဝဋ္ဌပနေနအညမညဝစနေနအညမညဝဋ္ဌပနေနရဟန်းတော်များအချင်းချင်းမှာတစ်ပါးနဲ့တစ်ပါးပြောရဆိုရမယ်ဆိုဆုံးမရမယ်တတိပေးရမယ်အချင်းချင်းကူညီပြီးတော့အပြစ်ရှိရင်လည်းထိုအပြစ်ကလွတ်မြောက်အောင်ဝိုင်းဝန်းဆောင်ရှောက်ရမယ်အချင်းချင်းပြောဆိုဆုံးမခြင်းဝိုင်းဝန်းကူညီပံ့ပိုးခြင်းဖြင့်မြတ်စွာဘုရားရဲ့တပည့်ပရိသတ်တွေဟာသီလသမารိပညာလို့ဆိုတဲ့အရည်အသွေးတွေတိုးတက်တာလို့မြတ်စွာဘုရားကဒီလိုမူချထားတာဖြစ်တယ်အခုလိုဒီယဟန်တော်တွေဟာတဝါတွင်းလုံးဘာစကားမှမပြောဘဲနဲ့တုံဒီဘောဝစီဘိတ်ကျင့်တာကိုမြတ်စွာဘုရားက
ကဲ့ရဲ့ရှုတ်ချပြီးတော့သိက္ခာပုဒ်တစ်ခုအနေနဲ့ဝိနည်းစည်းကမ်းပြညတ်တော်မူခဲ့တယ်အနုဇာနာမိဘိက္ခွေဝတ္တံဥဋ္ဌာဏံဘိက္ခုနံတိဟိဌာနေဟိပဝါရေတုံဒိဋ္ဌေနဝသုတေနဝပရိသင်္ကာယဝလို့ဆိုတော့ပဝါရဏပြုဖို့ဆိုတာမြတ်စွာဘုရားကစတင်ပြီးတော့ပဝါရဏစနစ်ကိုကျင့်သုံးဖို့ပြညတ်တော်မူခဲ့ပါတယ်တည်င်းကျွတ်တဲ့အခါမှာတဲ့ယဟန်တန်ကအချင်းချင်းမြင်တာနဲ့ပဲဖြစ်စေကြားတာနဲ့ပဲဖြစ်စေတန်တရားရှိတဲ့အကြောင်းအရာနဲ့ပဲဖြစ်စေတပည့်တော်ကိုပြောပါဆွဆုံးမပါလို့တူဖိတ်ပါတဲ့မြတ်စွာဘုရားကမပြောဘဲမနေပါနဲ့ပဝါရဏဆိုတာဖိတ်ကြားခြင်းကိုခေါ်တာပါယဟန်တော်တွေဟာတပါးတပါးမပြောဝံ့မဆုံဝံ့မရှိစေရဘူးအချင်းချင်းပြောရမယ်ကြီးတဲ့ပုဂ္ဂိုလ်ကလည်းငယ်တဲ့ပုဂ္ဂိုလ်ပြောနိုင်တယ်ငယ်တဲ့ပုဂ္ဂိုလ်ကလည်းကြီးတဲ့ပုဂ္ဂိုလ်ပြောနိုင်တယ်အဲ့ဒီလိုတပါးနဲ့တပါးဖိတ်ကြားတာကိုပါဠိဘာသာနဲ့ပဝါရဏလို့ခေါ်တာပါဖိတ်ကြားတဲ့အခါမှာအချက်၃ချက်နဲ့ဖိတ်ကြားတာတပည့်တော်နဲ့ပတ်သက်ပြီးတော့အရှင်ဘုရားမကောင်းတာမြင်တွေ့ရင်လည်းပြောပါတဲ့မကောင်းတဲ့သတင်းကြားတယ်ဆိုရင်လည်းပြောပါတဲ့ဒီလိုမှမဟုတ်ဘူးမြင်လည်းမမြင်ဘူးကြားလည်းမကြားဘူးသို့တော့တန်တရားရှိတယ်ဆိုရင်လည်းပြောပါလို့ဒါလို့ဆိုလိုတာဒါကြောင့်မို့လို့ဝါကျွတ်ပြီဆိုလို့ရှိရင်ဘုရားမြတ်စွာသာသနာတော်မှာယဟန်တော်တွေဟာအချင်းချင်းခုလိုသတင်းကြွလာပြည့်နေ့တိုင်းသတင်းကြွလာပြည့်နေ့တိုင်းနိစ္စယတန်ဃာတော်တွေအားလုံးစုပေါင်းပြီးတော့ပဝါရဏပွဲဆင်နွှဲကျင်းပလေရှိကြတယ်ထိုပဝါရဏပွဲဆင်နွှဲကျင်းပတဲ့အခါမှာမထေကြီးကစားပြီးတပါးပြီးတပါးတန်ကံပန်းတေပဝါရေမိဒိဋ္ဌေနဝသုတေနဝပရိသင်္ကာယဝဝရန္တုမံအာယတမန္တောအနုကမ္ပံဥပါဒါယပတ္တန္တောပฏิကရိတာမိဆိုတဲ့ဖိတ်ကြားလွှာဖြင့်အားလုံးကိုပြောဖို့ဆိုဖို့ခွင့်ပြုကြရတယ်တန်ခါပန္တိပဝါရေမိဆိုတာတပည့်တော်တန်ခါအားလုံးကိုဖိတ်ကြားပါတယ်တောင်းဆိုပါတယ်တပည့်တော်ကိုပြောဖို့ဒိဋ္ဌိနဝသုတေနဝပရိသင်္ကာယဝဝဒန္တုမံအာယတမန္တောတပည့်တော်ကိုမြင်တဲ့အချက်နဲ့ပဲဖြစ်စေကြားတဲ့သတင်းကြားနဲ့ပဲဖြစ်စေတန်တရားရှိတဲ့အချက်နဲ့ပဲဖြစ်စေတပည့်တော်ကိုပြောကြပါဆုံးမကြပါအနုကမ္ပံဥပါဒါယရှင်ဘုရားတို့ဒီလိုပြောတာဟာကရုဏာထားပြီးတော့ပြောတယ်လို့ယူဆပါတယ်ဝရန္တုမံအာယတမန္တောအနုကမ္ပံဥပါဒါယတပည့်တော်ကိုစောင့်ရှောက်တဲ့အနေနဲ့ရှင်ဘုရားတို့ဒီလိုပြောကြတာပြောတော်မူကြပါပတ္တန္တောပฏิကရိတာမိရှင်ဘုရားတို့ထောက်ပြတဲ့အပြစ်ကိုတပည့်တော်ကိုယ်တိုင်တွေးပြီးဆိုလို့ရှိရင်တပည့်တော်ပြုပြင်ပါမယ်လို့အမတန်ကောင်းတဲ့အစဉ်လာတစ်ခုပါဒါကိုပဝါရဏပြုတယ်လို့ခေါ်တယ်ဘုရားမြတ်စွာရဲ့သာသနာတော်မှာယခုလိုသတင်းညွတ်နေ့တိုင်းသတင်းညွတ်နေ့တိုင်းလပြည့်နေ့တိုင်းမှာသတင်းညွတ်လပြည့်နေ့တိုင်းမှာတန်ဃာတော်ရှင်မြတ်တရားယခုလိုဖိတ်ကြားပြီးတော့အချင်းချင်းပြောဖို့ဆိုဖို့တောင်းဆိုကြရတယ်မြတ်စွာဘုရားကိုယ်တိုင်သိပင်လင်တန်ယုတ္တနိကေမှာပဝါရဏသုတ်ဆိုတာရှိတယ်မြတ်စွာဘုရားကိုယ်တိုင်သိပင်လင်တန်ခါပရိသတ်မှာတခါတုန်းကဖိတ်ကြားတာထိုသုတ်တံမှာမှတ်တမ်းတင်ထားတာရှိတယ်ယဟန်တန်ဃာတွေအားလုံးကိုဖိတ်ကြားပါတယ်ငါအပေါ်မှာတစုံတစ်ခုနဲ့ပတ်သက်ပြီးပြောစရာရှိရင်ပြောကြပါလို့မြတ်စွာဘုရားကိုယ်တော်တိုင်းကိုကဒီလိုဖိတ်ကြားတယ်ဒီခါမှာရှင်သာရိပုတ္တရာကအရှင်ဘုရားတဲ့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဘာမှတန်ဃာတွေအနေနဲ့ပြောစရာမရှိပါဘူးဘုရားလို့ဒီလိုလျှောက်တယ်အဲ့တော့မြတ်စွာဘုရားကအချင်းချင်းသတင်းသုံးကြတဲ့အခါမှာတဦးနဲ့တဦးညီညီညာညာပြောတဲ့နာပြောဖို့
ခုနကလို့တယောက်နဲ့တယောက်တဦးနဲ့တဦးစကားမပြောဘဲနဲ့ဝစီပိတ်ချက်နဲ့ဆိုတာမျိုးကြတော့မြတ်စွာဘုရားလက်မခံဘူးနော်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်တဦးနဲ့တဦးမှားတာရင်းတာတွေ့နေလို့ရှိရင်ဘာမှမပြောတဲ့အကျင့်နှုတ်ပိတ်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဆံရကာယကံရှင်ကလည်းသူ့အပြစ်ကိုကြားရင်အပြစ်လို့ထင်မှာမဟုတ်တော့ဘူးအပြစ်မှန်းသိရတဲ့နဲ့လည်းဒီပုဂ္ဂိုလ်ကမကျေနပ်ဘဲနဲ့နှုတ်ပိတ်ပြီးမပြောဘဲနေတယ်သူတိုင်းနဲ့သူကံဆိုတော့ဒီလိုထားလိုက်မယ်ဆိုလို့ရှိရင်တဦးနဲ့တူဆက်ဆံရေးဟာအတိတ်ပဲကင်းမဲ့သွားနိုင်ပါတယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့သာသနာတော်မှာယဟန်တန်ဃာတွေဟာတစ်ပါးနဲ့တစ်ပါးဖိတ်ကြားခြင်းလို့ဆိုတဲ့ပဝါဒနာကိုအခုလိုသတင်းကြွလာပြီနေ့မှာပြုကြရတာဖြစ်ပါတယ်ဒီလိုပဝါဒနာနေ့မြတ်အခါမှာမြတ်စွာဘုရားကဘာဖြစ်လို့ပဝါဒနာပြုစေတာတုံးဆိုတော့ပဝါဒနာပြုခြင်းမှာအကျိုး၃မျိုးရှိတယ်အကျိုး၃မျိုးကအညမညာနုလောမတာအခုလိုပဝါဒနာပြုတစ်ပါးနဲ့တစ်ပါးဖိတ်ကြားလိုက်တဲ့ဖြင့်တစ်ပါးနဲ့တစ်ပါးဆန့်ကျင်တာဆိုတာမရှိတော့ဆန့်ကျင်တဲ့စိတ်တွေမရှိတော့ပွင့်လင်းရိုးသားဖြောင့်မတ်ရှင်ဘုရားပြောစရာရှိပြောဆိုစရာရှိဆိုပွင့်ပွင့်လင်းလင်းဟိုကပြောတဲ့ပုဂ္ဂိုလ်ကလည်းပြောရဲတယ်ဆိုရဲတယ်ဟောအညမညာနုလောမအချင်းချင်းဆန့်ကျင်မဲ့မဖြစ်ဘဲနဲ့လိုက်လျောညီတွေကျင့်သုံးမှုဆိုတဲ့အကျိုးတစ်ခုကိုရတယ်နောက်တစ်ခုကအာဘတ္တိဂုဋ္ဌာဏတာအခုလိုပြောဆိုတတိပေးလိုက်တဲ့ဖြင့်တစုံတစ်ခုပြုမှုပြစ်မှုအနေနဲ့ကျူးလွန်ထားမိပေမဲ့လို့တခါတည်းကာယကံရှင်ကတတိမပူမိတာမျိုးတွေရှိတတ်တယ်အဲ့ဒီတတိမပူမိတဲ့အပြစ်ကလေးကိုထောက်ပြလိုက်မယ်ဆိုလို့ရှိရင်အော်ဟုတ်ပါလားငါကျူးလွန်မိပါလားလို့ဆိုတရားအားလျော့စွာကုစားလိုက်လို့ရှင်အဲ့ဒီယဟန်တန်ဃာတွေမှာခေါ်တဲ့အပြစ်လို့ခေါ်တဲ့အာဘတ်ကလည်းလွတ်မြောက်သွားနိုင်တယ်တဲ့ဒါလည်းအကျိုးတစ်ခုပဲဒီလိုမှမဟုတ်ရင်ကိုယ့်အပြစ်ကိုမမြင်သည့်အတွက်ကြောင့်မကုစားမိဘူးမကုစားမိသည့်အတွက်ကြောင့်ဒီအပြစ်ကတန်းလန်းနဲ့ဖြစ်ပြီးတော့နောက်ဆုံးဒီအပြစ်ဟာကြီးထွားလာနိုင်တာပေါ့ဒါကြောင့်မို့လို့ပဝါဒနာပြုခြင်းရဲ့ဒုတိယအကျိုးကတော့အာဘတ္တိဂုဋ္ဌာဏတာအပြစ်ကလွတ်မြောက်သွားတဲ့အကျိုးရှိတယ်နောက်တစ်ခုကတော့ဝိနည်းပုရခါရတာဝိနည်းကိုရှေ့တန်းတင်တယ်ဝိနည်းဆိုမြတ်စွာဘုရားရဲ့အဆုံးအမစီမင်းစည်းကမ်းဥပဒေတွေအဲ့ဒီစည်းကမ်းဥပဒေတွေကိုလေးစားပြီးရှေ့တန်းတင်ထားရလဲရောက်တယ်ဘာဖြစ်လို့တော့ဆိုရင်ပြောပြီးဆိုရင်ဝိနည်းစည်းကမ်းနဲ့ပြောကြရမှာအဲ့တော့ဝိနည်းစည်းကမ်းကိုရှေ့တန်းတင်ထားရလဲရောက်တယ်ဒါပဝါဒနာပြုရခြင်းရဲ့အကျိုး၃မျိုးပါပဲတရင်ညလာပြီနေ့ဟာတန်ဃာတော်နေနဲ့ပတ်သက်ပြီးတော့ယခုလိုအမတန်မှထူးခြားတဲ့အခါသမယလို့ဒီလိုပြောရမှာပါနောက်ဗုဒ္ဓမြတ်စွာရဲ့ဘဝနဲ့ပတ်သက်ပြီးတော့လည်းပဲတရင်ညလာပြီနေ့ဟာနေထူးနေမြတ်လို့ဆိုရမှာပါဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်9ဝါမြောက်အချိန်ပိုင်းမှာတာဝရိန္ဒနတ်ပြည်ကိုတဲပြီးတော့လေးနဲ့ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရားရက်90ကြာအောင်ဟောပြောပြီးလူပြည်လူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသီတင်းကျွလာပြီနေ့ပဲဖြစ်ပါတယ်ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့9ဝါမြောက်တာဝရိန္ဒနတ်ပြည်ပင်လယ်ကတိပင်ကြီးအောက်မှာခင်းထားတဲ့ဣဆက်ညံ့ညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္တုကဗလာကြောက်ဖြာကြီးရဲ့ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်90ကြာအောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်90ကြာအောင်ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူးဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအင်မတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်90ကြာမြတ်တာဝရိန္ဒနတ်ပြည်မှာဟောပြီးလို့ဒီကနေ့လိုသတင်းကျွတ်လပြည့်နေ့အခါသမယမှာ
အဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲ့ဒါလို့ကြွလာတဲ့အခါမှာခန်းခန်းနားနားနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်မြမအပေါင်းတွေခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလူပြည်ကိုစောင်းတန်းကြီး၃သွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအမတန်မှထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ဗြဟ္မာမင်းကြီးတို့နတ်ဗြဟ္မာအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာတရားမင်းကြီးရဲ့တာဝရိန္ဒာနတ်ပြည်ကစောင်းတန်းဦးကနေပြီးတော့လူပြည်လူလောကသင်္ကတ္တနဂရလို့ခေါ်တဲ့သင်္ကတ္တမြို့တကားအနီးမှာစောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေစောင်းတန်းငွေစောင်းတန်းဗရမ ्या စောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြားတဲ့လှေကားကြီး၃စင်းပေါ့စောင်းတန်းလှေကားကြီး၃စင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ်အလဲစောင်းတန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွချီတယ်ဝဲရကတရားမင်းတို့ဗြဟ္မာမင်းတို့နတ်တွေဗြဟ္မာတွေကအားလုံးကိုလိုက်ပါပြီးတော့မြတ်စွာဘုရားလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာအဲ့ဒီလူပြည်အပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါတယ်လူပြည်မှာရှိကြတဲ့ဘုရားမြတ်စွာကိုကြီးညိုကြတဲ့တရားတော်မတွေဘုရားမြတ်စွာရဲ့တပည့်တန်ဃာတွေအားလုံးဟာပရိသတ်အံ့ဩပနံအလွန်ချီးမားတဲ့ထုတဲ့ချီးမားလာတဲ့အလွန်မြောက်များစွာတန်းချီရှိတဲ့ပရိသတ်ကြီးဟာမြတ်စွာဘုရားကြွလာမဲ့ဆင်းသက်ရောက်ရှိလာမဲ့စောင်းတန်းခြေကနေပြီးသင်္ကတ္တနယ်တခွင်လူတွေအားလုံးရာဇဂိုတို့တာဝတိတို့ကအစလူတွေအကုန်လုံးလာပြီးတော့မြတ်စွာဘုရားတာဝရိန္ဒာနတ်ပြည်ကဆင်းသက်မဲ့သင်္ကတ္တကိုအားလုံးလာရောက်ပြီးတော့စုယုံကမြတ်စွာဘုရားကိုလာရောက်ပြီးတော့ကြိုဆိုကြတာဒီကနေ့သတင်းကြွလာပြီးနေပဲအဲ့လိုကြိုဆိုကြတဲ့အချိန်မှာရှေ့ဆုံးကနေပြီးတော့မြတ်စွာဘုရားဆင်းကြွလာလို့စောင်းတန်းလေကနောက်ဆုံးအဆင့်ကိုရောက်တဲ့အခါကျတော့ပထမဆုံးမြတ်စွာဘုရားကိုကြိုဆိုနှုတ်ဆက်ခွင့်ရတာတော့ရှင်သာရိပုတ္တရာဘုရားမြတ်စွာရဲ့အက္ခတဝကပထမဆုံးတပည့်ကြီးပညာအရာမှာဣတရက်အရာဖြင့်ယာတုပေးခံရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုပထမဆုံးကြိုဆိုခွင့်ရပါတယ်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားနဲ့တွေ့လင်တွေ့ချင်းနှုတ်ဆက်စကားဆိုတဲ့အခါမှာနမေဒိဋ္ဌောဣတောပုပ္ပေနတုတောဥဒကတ္တစီဧဝံဝဂုကတောတတ္ထာတုတိတာခဏိမာကတာတအံတော်ရှင်သာရိပုတ္တရာမထေရမြတ်ကအခုလိုနတ်မြတ်ပရိသတ်ခြံရံပြီးတော့နတ်ပြည်ကနေလူပြည်ကိုအခုလိုကြွလာတဲ့ဟာမျိုးကိုတပည့်တော်ကိုယ်တိုင်ဘယ်တော့မှလည်းမမြင်ဘူးဖျားတဲ့ဘသူစီကမှလည်းသတင်းမကြားဘူးဆိုပြီးတော့အခုလိုကြွလာတာကိုယ်တိုင်မြင်လဲရတော့အလွန်ကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းရှင်သာရိပုတ္တရာမထေရမြတ်ကကြိုးဆိုနှုတ်ဆက်ရင်မြတ်စွာဘုရားကိုလျှောက်ကြားခဲ့ပါတယ်အဲ့ဒီလိုခန်းခန်းနားနားနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်တာဝရိန္ဒာနတ်ပြည်ကအဘိဓမ္မာဟောကြားပြီးတော့လူပြည်လွန်လောကကြွလာတဲ့နေ့ဟာယခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါတယ်ဒါကမြတ်စွာဘုရားဘဝနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အမှတ်အသားတစ်ခုပါတရားနဲ့ပတ်သက်ပြီးတော့မှတ်သားစရာကတော့ဒီကနေ့သတင်းကြွလာပြီးနေ့ကိုအဘိဓမ္မာနေ့မြတ်အခါအဘိဓမ္မာအခါတော်နေ့လို့တရားနဲ့ပတ်သက်လာလို့ရှိရင်လေဒီလိုသတ်မှတ်ထားကြပါတယ်အဘိဓမ္မာအခါတော်နေ့လို့ဆိုပေမဲ့အဘိဓမ္မာတရားတော်ကိုစပြီးတော့ဟောတဲ့နေ့မဟုတ်ပါဘူး
အဘိဓမ္မာတရားတော်ရက်90ကြာတာဝရိန္ဒာနတ်ပြည်မှာဟောလို့ထိုနေ့မှာပဲအဘိဓမ္မာတရားတော်တရားပွဲကြီးပြီးဆုံးတဲ့နေ့လို့ဒီလိုဆိုရမှာပါအဘိဓမ္မာတရားဆိုတာအလွန်ကိုလေးနက်တဲ့တရားရုပ်တရားနံတရားတွေကိုပြည့်ပြည့်စုံစုံခွဲခြားရှင်းလင်းဟောကြားတဲ့တရားသုတ္တံမှာဟောထားတဲ့ရုပ်ဓမ္မနံဓမ္မတွေအကြောင်းကတခါတရံပြည့်ပြည့်စုံစုံမဟုတ်ပါဘူးနာယူတဲ့ပုဂ္ဂိုလ်ရဲ့လူအင်ဆန္ဒနဲ့ကိုက်ညီုံမြတ်စွာဘုရားဟာတတ္တဝါတွေရဲ့အစ္ဆတရားနဲ့ကိုက်ညီုံညှိပြီးတော့ဟောတာမျိုးဖြစ်ပါတယ်အဘိဓမ္မာကြတော့ဒီလိုမဟုတ်ဘူးလုံးဝပြည့်ပြည့်စုံစုံရုပ်တရားနံတရားတွေနဲ့ပတ်သက်ပြီးတော့လုံးဝချွင်းချံမှုမရှိအောင်ဟောတာဖြစ်လို့ဒီအဘိဓမ္မာကိုအတိရေကဓမ္မာတဲ့အမြင့်ဆုံးအပြည့်စုံဆုံးတရားလို့ဒီလိုဆိုတာပါနောက်တစ်ခုကအဘိဓမ္မာဆိုတာဝိသေသဓမ္မအမတန်ထူးခြားတဲ့တရားလို့ဘာဖြစ်လို့ထူးခြားတော့လို့ဆိုလို့ရှိရင်သုတ္တန်တရားတွေဟောတဲ့အခါမှာမြတ်စွာဘုရားဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်ကျင့်ရမယ်စိတ်ဘယ်လိုထားရမယ်စသဖြင့်ပုဂ္ဂိုလ်တွေကိုဆုံးမပြီးတော့သွန်သင်ဟောကြားတဲ့တရားမျိုးတွေပါအဘိဓမ္မာကြတော့အဲ့ဒါမျိုးမဟုတ်ဘူးသဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုကြောင်းကျိုးဆက်နွယ်ပြီးတော့သက်ဆိုင်ရာဆောင်ရွက်ဖွယ်ကိစ္စများကိုသဘာဝတရားတွေဟာသူတို့ရဲ့လောက်ကင်မှုတွေကိုဆက်သွယ်ပြီးလောက်ကင်ဖြစ်ပေါ်နေတာတွေကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားတာဖြစ်ပါတယ်တဘာဝတရားတွေရဲ့အချင်းချင်းဆက်သွယ်ဖြစ်ပေါ်နေပုံကိုအကျွမ်းကြံမရှိအောင်ဟောလို့အမတန်ထူးခြားတဲ့တရားတဲ့ထူးခြားရုံနဲ့မကဘူးအဘိဓမ္မာဆိုတာအလွန်လေးနက်တယ်နက်နဲတယ်ခက်ခဲတယ်နက်နဲခက်ခဲရုံနဲ့မကဘူးတကဘာလုံးစัจ java လာကြီးတစ်ခုလုံးလောကမှာရှိသမျှတတ္တဝါအလုံးသက်ရှိသက်မဲ့အရာအလုံးကိုခြုံငုံပြီးတော့ဟောထားတဲ့တရားဖြစ်သည့်အတွက်ကြောင့်အမတန်မှလည်းနက်နဲတယ်တာမန်ပုဂ္ဂိုလ်တွေဟာအဘိဓမ္မာတရားကိုမြည်သူမှမဟောကြားနိုင်ပါဘူးဘုရားမြတ်စွာရဲ့အရာသာလင်ဖြစ်ပါတယ်အဘိဓမ္မာတရားတော်မှာမြတ်စွာဘုရားဟာတကယ်ကိုအနှစ်သာရအချုပ်ပရမတ္ထတရားကိုပေါ်လွင်အောင်ဟောထားတာဖြစ်ပါတယ်ပရမတ္ထဆိုတာအတွင်းထဲကအနှစ်သာရပါအလုံးလောကမှာလူတွေနေ့စဉ်လှုပ်ရှားသွားလာပြောဆိုလောက်ကင်နေတာကအပေါ်ယံလေးတွေကိုကြည့်ပြီးတော့ပြောပြီးသွားလာလောက်ကင်လှုပ်ရှားနေကြတာပါအပေါ်ယံမှာအမည်ပညာကလေးတွေတင်ပြီးတော့ဒီဟာတဦးနဲ့တူဆက်သွယ်ပြီးတော့လောက်ကင်လှုပ်ရှားနေတာအတွင်းအနှစ်ကိုတတိပြုမိတာအလွန်နည်းတယ်အဲ့ဒီအတွင်းအနှစ်ဟာပရမတ္ထလို့ခေါ်တယ်အဲ့ဒီပရမတ္ထတရားကိုစိုက်ထိအောင်မြတ်စွာဘုရားသခင်ကိုရမြတ်ဟောတာဖြစ်လို့အဘိဓမ္မာတရားကိုပရမတ္ထဒေသနာလို့စာပေကျမ်းဂန်မှာဒီလိုဆိုတာပါဒါတွေမကဘူးအဘိဓမ္မာတရားတော်ဆိုတာဟာတဲ့တတ္တဝါတွေကိုဆုံးမတဲ့သာသနာလို့ခေါ်တဲ့အဆုံးအမတရားတစ်မျိုးလည်းဖြစ်တယ်ဝီနီးဆိုတဲ့တရားတော်ကတတ္တဝါတွေကျူးလွန်ခဲ့တဲ့အပြစ်တစ်ခုသို့မဟုတ်တန်ဃာတွေကျူးလွန်ခဲ့တဲ့အပြစ်နဲ့ပတ်သက်ပြီးတော့ထိုအပြစ်အားလျော်စွာသွန်သင်ဆုံးမတာဒါကြောင့်မို့ဝိနည်းကိုလည်းသာသနာလို့ခေါ်တယ်တုတ်တန်ကြတော့အကျင့်စရိုက်အားလျော်စွာအကျင့်စရိုက်ကိုကြည့်ပြီးတော့ဆုံးမဩဝါဒပေးတာသူ့ရဲ့စိတ်နေစိတ်ထားအလေးအလာဝါဒနာဓာတ်တွေကိုရှုပြီးတော့မြတ်စွာဘုရားဆုံးမဩဝါဒပေးတာခုအဘိဓမ္မာကြတော့အဲ့ဒါမျိုးမဟုတ်ဘူးတဲ့တဘာဝဖြစ်စဉ်ကြီးကိုကြည့်ပြီးတော့ဆုံးမတာဖြစ်လို့
ဒါကကုသိုလ်တရားဒါကအကုသိုလ်တရားကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ်အကုသိုလ်ဆိုတာအပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးတွေကိုဖြစ်စေတယ်လို့ပုဂ္ဂိုလ်နဲ့မဆက်ဖဲနဲ့သဘာဝတရားတက်တက်နဲ့သဘာဝတရားကိုရှေ့တန်းတင်ဟောပြောခြင်းဖြင့်ဆုံးမဩဝါဒပေးတဲ့တရားမျိုးဖြစ်သောကြောင့်ယထာဓမ္မသာသနာလို့ဒီလိုဆိုတာပါဒါရမကသေးဘူးအဘိဓမ္မာတရားတော်ဆိုတာဟာနာမရူပပရိစ္ဆေဒကထာတဲ့အဘိဓမ္မာတရားတော်မှာအလေးနဲ့ထားပြီးတော့ရှင်းလင်းဟောကြားနေတာတော့လူတွေရဲ့တဏ္ဍာမှာတတ္တဝါအလုံးရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့စိတ်တရားနဲ့ယုတ်တရားသို့မဟုတ်နံတရားနဲ့ယုတ်တရားဒီနှစ်ပါးကိုပြည့်ပြည့်စုံစုံအကုန်အစင်တစ်ခုမှမကြံရအောင်ခွဲခြားစိတ်ပြပြီးတော့ဟောကြားတာယုတ်တရားနံတရားတွေကိုအသေးစိတ်ခွဲခြားဟောကြားတဲ့ဒေသနာတော်မျိုးကထာမျိုးဖြစ်သောကြောင့်နာမရူပပရိစ္ဆေဒကထာလို့ဒီလိုအဘိဓမ္မာဒေသနာတော်ရဲ့ထူးခြားတဲ့ဝိသေသဒီအဘိဓမ္မာဒေသနာတော်ကြီးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာ9 ဝါမြောက်တဲ့အချိန်မှာတာဝရိန္ဒနတ်ပြည်ကိုတက်တာဝရိန္ဒနတ်ပြည်ကိုရွေးချယ်ရခြင်းကဒီအဘိဓမ္မာဒေသနာတော်ကြီးဟောပြောဖို့ဟာအချိန်ကရက်ပေါင်း90 3 လတာမှ3 လကြာအောင်ဟောရမှာဖြစ်တော့3 လကြာအောင်နာယူနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ထိုကဲ့သို့ဟောလို့ဖြစ်မဲ့နေရာဒေသမျိုးကိုမြတ်စွာဘုရားကရွေးချယ်တာဝရိန္ဒနတ်ပြည်တာဝရိန္ဒနတ်ပြည်ဆိုတာကလူပြည်မှာအနှစ်တရာမှတာဝရိန္ဒနတ်ပြည်မှာတရက်ပဲရှိသေးတယ်ရက်အနေနဲ့ဆိုလို့ရှိရင်သူတို့ကလူပြည်ကအမတန်မှတိုးတယ်လူပြည်အနှစ်တရာမှဟိုကတရက်ပဲရှိသေးတယ်ဆိုတော့ရက်ချင်းကအမတန်မှကွာနေတယ်ဘုရားမြတ်စွာရဲ့တရားတော်ဟာတာဝရိန္ဒနတ်ပြည်မှာမြတ်စွာဘုရားရက်ပေါင်း90 3 လဟောတယ်ဆိုပေမဲ့တာဝရိန္ဒနတ်ပြည်ကနတ်တွေရဲ့အရေးအတွက်နဲ့ပြောမယ်ဆိုလို့ရှိရင်မိနစ်ပိုင်းလောက်ပဲရှိမှာပါအဲ့တော့နတ်တွေဆိုတာလဲလူတွေနဲ့ဆိုင်ရင်လူတွေမှာဒုက္ခတွေကရှိကြတော့လူတွေရဲ့တဏ္ဍာမှာလူတွေဆိုတာဥဋ္ဌာဏဖလူပဇီဝီအသက်မွေးဝမ်းကြောင်းကိစ္စနဲ့ကိစ္စဝိစ္စတွေကများကြတယ်လောက်ကင်စားရတယ်နတ်တွေဆိုတာကအဲ့လိုလောက်ကင်စားရတာမဟုတ်ဘူးကံကြမ္မာကပေးထားတဲ့တဘာဝသူတို့ကုသိုလ်ကံကဖန်တီးထားတဲ့ရေကံအသင့်ကြာအသင့်ဆိုတာလို့အားလုံးဟာမကြောင်းမကြမတောင်းမတမိမိတို့ကံကဖန်တီးပေးထားတဲ့အတိုင်းနတ်တွေဟာအသက်ရှင်တည်နေပြီးတော့နေထိုင်နိုင်ကြတော့သူတို့ရဲ့ရုပ်ခန္ဓာကိုယ်ကလည်းပဲအမတန်မှကြည်လင်တန့်ရှင်းသည့်အတွက်ကြောင့်အသိဉာဏ်ကလည်းပဲအမတန်မှစူးရှထက်မြက်တယ်ဆင်းရဲဒုက္ခမရှိသည့်အတွက်ကြောင့်ဉာဏ်ကအလွန်ထက်မြက်တယ်အဲ့လိုထက်မြက်တဲ့ပုဂ္ဂိုလ်တွေကိုတကယ်သဘာဝတရားစစ်သဘာဝအနှစ်ကြည်တဲ့ဟောတော်လည်းပဲထိုပုဂ္ဂိုလ်များဟာနာယူနိုင်တဲ့နာအသိဉာဏ်ရှိကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကကြာရှိစွာနာယူဖို့ရဲ့လေးနဲ့တဲ့တရားကိုခံယူနိုင်စွမ်းရှိတဲ့နတ်မြမာတွေရဲ့ရွေးချယ်ပြီးတော့တာဝရိန္ဒနတ်ပြည်မှာအဘိဓမ္မာတရားကိုဟောကြားခဲ့တာဖြစ်ပါတယ်အဘိဓမ္မာဒီကနေ့ပြည်တော်စုမြန်မာနိုင်ငံတော်မှာထေရဝါဒနိကာယအစဉ်အလာအယအဘိဓမ္မာ9 ကျမ်းသတ်မှတ်ပြီးတော့ရိုက်နှိပ်ထုတ်ဝေထားတဲ့စာအုပ်ပေါင်း12 အုပ်ရှိတယ်အဘိဓမ္မာ9 ကျမ်းဆိုတာဓမ္မသင်္ကနီကျမ်းဝိပင်းကျမ်းဓာတုကထာကျမ်းပုဂ္ဂလပညာကျမ်းကထာဝတ္ထုကျမ်းယမိုက်ကျမ်းပဋ္ဌာန်းကျမ်းလို့ကျမ်းအားဖြင့်အဘိဓမ္မာ9 ကျမ်းရှိတယ်ထိုအဘိဓမ္မာ9 ကျမ်းလုံးမှာ3 ခုအစုမာတိကာက22 2 ခုအစုမာတိကာက100အဲ့ဒီမာတိကာပေါင်း122ကိုချမှတ်ပြီးထိုမာတိကာ
outline ကိုအခြေချဲပြီးတော့အဘိဓမ္မာ9ကျမ်းဟောထားတာတကျမ်းနဲ့တကျမ်းဒီလိုဆက်ဆက်ပြီးတော့ဟောထားတာအင်မတန်မှရှည်လျားတဲ့တရားတော်ကြီးလို့လေးနဲ့ခက်ခဲပြီးတော့ရှည်လျားတဲ့နဲ့နဲတဲ့တရားတော်ကြီးဒီတရားတော်ဟာအင်မတန်မှထူးခြားတယ်ဘာကြောင့်ထူးခြားတာတုံးဆိုသမိုင်းနောက်ခံအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တခြားတရားတွေနဲ့မတူဘူးအဘိဓမ္မာကမြတ်စွာဘုရားကဘုရားအဖြစ်သို့ရောက်ပြီးတဲ့အခါမှာ21ရက်လွန်မြောက်ပြီးစတုထမြောက်တတ္တဟမှာ9ရက်တိတိယရဏဂရဆိုတဲ့စံကြောင်းတော်မှာမြတ်စွာဘုရားအဘိဓမ္မာ9ကျမ်းကိုဆင်ញင်သုံးသပ်ခဲ့တယ်အဲ့ဒီချိန်ကမြည်သည့်ပုဂ္ဂိုလ်ကိုမှဟောတာမဟုတ်ဘူးအဘိဓမ္မာ9ကျမ်းကိုမြတ်စွာဘုရားအသိဉာဏ်နဲ့စိတ်ဝင်စားပြီးတော့အဘိဓမ္မာ9ကျမ်းရဲ့သဘာဝတရားတွေကိုဆင်ញင်စဉ်းစားတာတကျမ်းပြီးတကျမ်းတကျမ်းပြီးတကျမ်း9ရက်တိတိအဘိဓမ္မာတရားတွေကိုအသိဉာဏ်ထဲမှာဆင်ញင်သုံးသပ်တာဓမ္မသင်္ကနီကျမ်းဝိပင်ကျမ်းဓာတုကထာကျမ်းပုဂ္ဂလပညာကျမ်းကထာဝတ္ထုကျမ်းယမိုက်ကျမ်းလို့ဆိုတဲ့ဒီကျမ်းတွေဆင်ញင်သုံးသပ်ဉာဏ်တော်ထဲမှာထင်ထင်လင်းလင်းဒီကျမ်းတွေကိုဘယ်လိုဟောမယ်လို့စိတ်ကူးဉာဏ်နဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်9ရက်တိတိဆင်ញင်သုံးသပ်တဲ့အခါမှာနောက်ဆုံးအလွန်ခက်ခဲပြီးတော့ကျေဝန်းလာတဲ့ပဋ္ဌာန်းကျမ်းကြီးလည်းရောက်ရောမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်တော်ကရောင်ကြီးတော်တွေဟာကွန်မြူးထွက်ပေါ်ပြီးတော့လာခဲ့တယ်။ဘာဖြစ်လို့ကွန်မြူးထွက်ပေါ်လာတယ်လဲလို့ဆိုရင်တခြားကျမ်းတွေတုန်းကမြတ်စွာဘုရားရဲ့ဉာဏ်တော်နဲ့ဟောပြောရမယ့်အချက်အလက်ဟာတိတ်လွယ်လွန်းနေတယ်။ပဋ္ဌာန်းတရားတော်ရောက်တဲ့အခါမှာဉာဏ်တော်ကြီးကလည်းထက်မြက်ဆူးရှာပဋ္ဌာန်းတရားတော်ကြီးကလည်းအမတန်နည်းနည်းကျယ်ဝန်းဆိုတော့ဉာဏ်နဲ့ဒီပဋ္ဌာန်းကျမ်းကြီးရဲ့အကျယ်အဝန်းတွေကအံကြလို့ဖြစ်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်တော်ကရောင်ကြီးတော်တွေထွက်လာတယ်ပီတိတွေဖုံးပြီးတော့အသိဉာဏ်ကျက်စားလို့အမတန်ကောင်းတဲ့အနေအထားမျိုးဖြစ်လို့ရှင်တော်မြတ်ဘုရားဟာဝမ်းမြောက်ဝမ်းသာပီတိတွေဖြစ်ပြီးခန္ဓာကိုယ်ကရောင်ကြီးတော်တွေထွက်ပေါ်လာသည်ထိအောင်ထူးထူးခြားခြားဖြစ်ပေါ်လာခဲ့တာဘုရားဖြစ်ပြီးတဲ့နောက်မှာ21ရက်မြောက်စရုထတတ္တဟ21ရက်မြောက်ရဲ့နောက်ပိုင်း9ရက်မှာမြတ်စွာဘုရားသည်အဘိဓမ္မာတရားကိုအသိဉာဏ်တော်ဖြင့်ဆင်ញင်စဉ်းစားခဲ့တာဒါပထမဆုံးအကျင့်ဖြစ်သည့်အတွက်ကြောင့်ထိုယတ္တတ္တပကိုအဘိဓမ္မာယတ္တတ္တပလို့ဒီလိုမှတ်တမ်းတင်ဖို့ကောင်းပါတယ်9ရက်တိတိဆင်ញင်စဉ်းစားထားတဲ့တရားတော်မြတ်ကိုမြတ်စွာဘုရားဟာဘယ်သူကိုမှမဟောသေးပါဘူးနောက်9နှစ်ကြာတဲ့အခါကျတော့မှထိုတရားဟောဖို့အချိန်တန်လာပြီဆိုပြီးအဘိဓမ္မာတရားဟောရမယ့်ဒေသကိုတာဝရိန္ဒနတ်ပြည်ကိုရွေးချယ်တယ်လူပြည်မှာမရွေးချယ်ပါဘူးတရားနာပရိသတ်တွေကိုလည်းပဲတောင်းသောလောကရကစုဝေးရောက်ရှိလာမဲ့နတ်တွေဖြစ်မာတွေအထူးအားဖြင့်မေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုဒ္ဓိတနတ်သားကိုဥတည်ပြီးတော့မြတ်စွာဘုရားဟာအဘိဓမ္မာတရားကိုဟောတော်မူတာပါရက်ပေါင်း90မြတ်ကြာညောင်းအောင်ဟောရမှာဖြစ်သည့်အတွက်ကြောင့်တာဝရိန္ဒနတ်ပြည်ကိုကြွပြီးမြတ်စွာဘုရားသည်တဝါတွင်သတင်းသုံးကအဘိဓမ္မာတရားကိုဟောကြားခဲ့ပါတယ်ထိုရက်ပေါင်း90အဘိဓမ္မာတရားဟောနေတဲ့အတွင်းကာလမှာရက်ပေါင်း90အကျိန်ပေါင်း90မြတ်စွာဘုရားလူပြည်ကိုလည်းတိတ်တဆိတ်ပြန်လီကြွလာခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လောကလူသားတွေရဲ့သဘာဝအားလျော်စွာလူရဲ့ခန္ဓာကိုယ်ဆိုတာအစာစားရမယ့်အချိန်ရှိတယ်အနာပေးရမယ့်အချိန်ရှိတယ်ဒီကံမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာဆွမ်းခဲပဲဘောစဉ်ချိုချင်ရတာဖုံးမေသုံးဆောင်မို့ဆိုပြီးတော့နတ်နဲ့ပိုင်းလူပြေကအချိန်တိုင်းလူပြေမှာနတ်နဲ့ပိုင်းအချိန်ဆိုရင်မြတ်စွာဘုရားဟာ
တာဝရိန္ဒနတ်ပြည်မှာနေမိတရုပ်ပွားတော်ဖန်ဆင်းပြီးအဘိဓမ္မာတရားဆက်လက်ဟောကြားစေကကိုတော်မြတ်အစစ်ကမူလူပြည်ကိုရုတ်တရက်ကြွရောက်လာပြီးဥတ္တရဂုရုလို့ခေါ်တဲ့မြောက်ကျွန်းမှာဆွမ်းခံယူဖုံးမေးတယ်လို့စာပေမှာဒီလိုဆိုထားတာရှိပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကြွပြီးတော့လာတာဟာလူပြည်မှာလည်းပဲအဘိဓမ္မာတရားဟောဖို့ကြွလာတယ်လို့ဆိုနိုင်ပါတယ်။မြောက်ကျွန်းမှာဆွမ်းခံပြီးတော့မြတ်စွာဘုရားဟာအနောဒအိုင်ဘေးမှာဆွမ်းဖုံးပေးပြီးတော့နေတရာအဖြစ်ဟိမန္တာတောင်ခြေကစန္ဒကူတော်မှာသတင်းသုံးနေတယ်နေပိုင်းမှာခိတ္တအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာမထေရမြတ်ဟာမြတ်စွာဘုရားထံလာရောက်ပြီးတော့စိကပ်လေရှိတယ်ပုံမှန်ပဲနေ့စဉ်ဆိုလိုတာကမြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာတို့သည်အဘိဓမ္မာတရားဟောနေတဲ့ဝါတွင်ကာလရက်90ပတ်လုံးနေ့စဉ်မပြတ်အဆက်မပြတ်တစ်ပါးနဲ့တစ်ပါးဆုံတွေ့နေကြတယ်လို့ဒီလိုဆိုလိုတာအဲ့ဒါလို့ဆုံတွေ့တဲ့အချိန်မှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုအဘိဓမ္မာတရားကိုအချင်းချင်းဟောပြောထားခဲ့တယ်သင်ပေးထားခဲ့တယ်မြတ်စွာဘုရားစီကနေရှင်သာရိပုတ္တရာကအဘိဓမ္မာသင်ယူပြီးတော့သူ့ရဲ့တပည့်900ယဟန်900ကိုအဘိဓမ္မာသင်တန်းပို့ချပေးခဲ့ပါတယ်အဲ့ဒီနည်းနဲ့ပဲမြတ်စွာဘုရားကပထမနေ့ဟောတဲ့တရားကိုပထမနေ့မှာပဲရှင်သာရိပုတ္တရာကိုဟောတယ်ရှင်သာရိပုတ္တရာကလည်းအဲ့ဒီပထမနေ့မှာပဲယဟန္တာ900ကိုယဟန်900ကိုတပည့်ယဟန်900ကိုသင်ကြားပို့ချပေးတယ်ဒီလိုနဲ့ရက်ပေါင်း90တာဝရိန္ဒနတ်ပြည်ကတရားလူပြည်မှာလည်းမြတ်စွာဘုရားကအတူချုပ်သင်ကြားပေးတာကိုလူပြည်ကရှင်သာရိပုတ္တရာကတဆင့်ယဟန်တန်ဃာများကလည်းသင်ယူတာတရင်ညွတ်လာပြီးနေ့ရောက်တဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်မှာဟောတဲ့အဘိဓမ္မာတရားဟာလေအဘိဓမ္မာ9ကျမ်းပြီးဆုံးလို့ဏိဂုံးအုပ်လိုက်တဲ့အချိန်မှာလူပြည်ကရှင်သာရိပုတ္တရာစီကအဘိဓမ္မာသင်တန်းတက်တဲ့ယဟန်တော်တွေဟာလည်းပဲအဘိဓမ္မာ9ကျမ်းကိုနှုတ်သက်ဆောင်ပြီးသားဖြစ်ပါတယ်ဆိုတော့တာဝရိန္ဒနတ်ပြည်မှာဟောတဲ့အဘိဓမ္မာ9ကျမ်းလူပြည်မှာဟောတဲ့အဘိဓမ္မာ9ကျမ်းတပြိုင်နဲ့တရားဏိဂုံးအုပ်နိုင်တယ်လို့ဒီလိုဆိုတာပါအဲ့တော့ထူးခြားမှုကတော့ဘယ်လိုရှိတုံးဆိုရင်အခုပြောခဲ့တာကိုကြည့်မယ်ဒီမှတ်တမ်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တတ္တပတ်နှလုံးသွင်းဆင်ခြင်သုံးသပ်ဆင်ခြင်ထားတဲ့အဘိဓမ္မာကတစ်ခုတာဝရိန္ဒနတ်ပြည်မှာတက်ပြီးတော့နတ်တွေကိုဟောတဲ့အဘိဓမ္မာကတစ်ခုလူပြည်မှာရှင်သာရိပုတ္တရာကိုသင်ကြားပေးတော့ရှင်သာရိပုတ္တရာကထပ်ဆင့်ပြီးတော့သင်ကြားပေးတဲ့အဘိဓမ္မာကတစ်ခုလို့ဒီလိုအဘိဓမ္မာကျမ်း3မျိုးလို့အကြမ်းပြန်အဖြစ်သတ်မှတ်လို့ရတယ်မြတ်စွာဘုရားဉာဏ်တော်နဲ့သုံးသပ်ဆင်ခြင်လိုက်တဲ့အဘိဓမ္မာဟာအကျယ်ဝန်းဆုံးအဘိဓမ္မာအဲ့ဒီအဘိဓမ္မာကိုစကလုံးတင်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်သည်တာဝရိန္ဒနတ်ပြည်မှာနတ်ပြမာတို့အားဟောကြားတဲ့အဘိဓမ္မာအလွန်ကျယ်ဝန်းပါတယ်တဲ့ကျယ်ဝန်းတဲ့အဘိဓမ္မာတစ်ခုနှုတ်နဲ့ဟောတဲ့အဘိဓမ္မာမှာတော့အကျယ်ဆုံးပဲပေါ့တဖန်အဲ့ဒီအဘိဓမ္မာကိုအကျဉ်းချုံးပြီးတော့ရှင်သာရိပုတ္တရာအားသင်ပေးတယ်အဲ့ဒီရှင်သာရိပုတ္တရာကနေတဆင့်ယဟန်တော်တွေကိုသင်ပေးတယ်အဲ့ဒီအဘိဓမ္မာကတော့မကျဉ်းမကျယ်အဘိဓမ္မာအကျယ်ကြီးအလွန်ကျယ်တဲ့အဘိဓမ္မာကြီးကိုအချင်းချုံပြီးတော့ရှင်သာရိပုတ္တရာကသင်ပေးတော့အခုဒီကနေ့ဘုရားမြတ်စွာသာသနာတော်မှာထင်ရှားရှိနေတဲ့အဘိဓမ္မာ9ကျမ်းဆိုတာရှင်သာရိပုတ္တရာကတန်ဃာတွေကိုသင်ပေးတဲ့အဘိဓမ္မာ9ကျမ်းဖြစ်ပါတယ်တာဝရိန္ဒနတ်ပြည်မှာမြတ်စွာဘုရားဟောတဲ့အဘိဓမ္မာကျမ်းလောက်ဒီကအဘိဓမ္မာကျမ်းမကျယ်ဘူးအနှစ်အချုပ်အားဖြင့်ကတော့တူတူပဲလို့ပြောရမှာပါတာဝရိန္ဒနတ်ပြည်မှာဟောတဲ့အဘိဓမ္မာတရားကတော့အလွန်ကျယ်ဝန်းတယ်လို့ဒီလိုမှတ်ရမှာပါလူပြည်မှာရှင်သာရိပုတ္တရာသင်ပေးတဲ့အဘိဓမ္မာကတော့အဲ့ဒီလောက်မကျယ်ပဲနဲ့အကျဉ်းချုပ်ပြီးတော့အနှစ်ချုပ်ပြီးတော့သင်ထားတဲ့အဘိဓမ္မာဒါ
ဒါကြောင့်မို့ရှင်မဗုဒ္ဓဝါဒမထေရမြတ်ကလည်းအဘိဓမ္မေဝါစနာမေကောနာမသာရိပုတ္တထေရပဘောအဘိဓမ္မာသင်ကြားပို့ချတဲ့အခုဒီအဘိဓမ္မာကျမ်းဆိုတာရှင်သာရိပုတ္တရာကစခဲ့တဲ့ကျမ်းပါလို့ရှင်သာရိပုတ္တရာစတင်လာတာပါလို့ဒီလိုအထက်ကရာဏိဒမ်းမှာရှင်းလင်းဖော်ပြထားတာရှိပါတယ်အဲ့တော့ဒီကနေ့ဟာဘုရားမြတ်စွာနှုတ်တော်မြတ်ပြီးတော့တာဝရိန္ဒာနတ်ပြည်မှာဟောတဲ့အဘိဓမ္မာ9ကျမ်းပြည့်ပြည့်စုံတဲ့နေ့ရှင်သာရိပုတ္တရာမထေရမြတ်ကဗုဒ္ဓထံကသင်ယူလို့ပြည့်ပြည့်စုံတဲ့နေ့တဖန်ရှင်သာရိပုတ္တရာကအဘိသင်္นานယဟန်900ကိုပို့ချလို့ပြည့်ပြည့်စုံတဲ့နေ့အမတန်မှတရားနဲ့ပတ်သက်လာလို့ရှင်ဒီသတင်းကျွတ်လာပြီနေ့ဟာထူးခြားတဲ့နေ့တစ်နေ့ပါလို့ဒီလိုပြောနိုင်ပါတယ်အဲ့လိုထူးခြားတဲ့အဘိဓမ္မာတရားဆိုတာဓမ္မသင်္ကနီကျမ်းဆိုတာကန္တ4ရပ်နဲ့ချက်ဖွင့်ပြီးတော့စိတ်ရဲ့သဘာဝတွေစေတသိက်ရဲ့သဘာဝတွေရုပ်ရဲ့သဘာဝတွေကိုချမှတ်ထားတဲ့မာတိကာအားလျော်စွာဓမ္မသင်္ကနီကျမ်းကိုမြတ်စွာဘုရားရှင်းလင်းဟောကြားထားတာဖြစ်တယ်အထူးသဖြင့်ကတော့ပဋ္ဌာန်းကျမ်းကြီးဆိုတာအမတန်မှလေးနဲ့ခက်ခဲပြီးအကြောင်းအကျိုးဆက်နွယ်ပြီးတော့ကမ္ဘာလောကကြီးတစ်ခုလုံးသက်ရှိသက်မဲ့တတ္တဝါအလုံးဟာတစ်ခုနဲ့တစ်ခုဆက်နွယ်ပြီးတော့ဖြစ်ပေါ်နေပုံကိုဟောထားတာဖြစ်လို့အလွန်ပြည့်စုံပြီးကျယ်ဝန်းလှတဲ့အဘိဓမ္မာကျမ်းကြီးဖြစ်တယ်ဒီလိုထူးခြားလေးနဲ့တဲ့အဘိဓမ္မာကျမ်းကြီးတွေကိုသင်ယူရတာဘယ်လိုအကျိုးတွေရှိနိုင်သလဲလို့ဆိုရင်မြတ်စွာဘုရားကဒီအထက်ကရာဆရာကြီးများကရှင်းပြီးတော့ပြတယ်အဘိဓမ္မာသင်ယူခြင်းဖြင့်အသိပညာပွင့်လင်းလာနိုင်တယ်အသိပညာပွင့်လင်းလာခြင်းဖြင့်အမတန်ထူးခြားတဲ့ခွဲခြားစိတ်ပြနိုင်တဲ့ပဋိသင်္ပိဒါဉာဏ်မျိုးဆိုတာရရှိနိုင်တယ်လောကမှာခွဲခြားစိတ်ပြနိုင်မှုဆိုတာမလုံနိုင်လို့ရှိရင်အရာရာဟာတစ်ခုတည်းလို့ထင်ပြီးတော့အထင်မှားအမြင်မှားမှုဆိုတာကိုဖယ်ရှားနိုင်ဖို့မလွယ်ပါဘူးအလုံးခွဲခြားစိတ်ဖြာပြီးတော့ကြည့်နိုင်ပြီးဆိုတဲ့အခါမှာသဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတာသာဖြစ်တယ်တစ်ခုနဲ့တစ်ခုခွဲခြားစိတ်ဖြာလိုက်တာနဲ့တပြိုင်နက်သူတို့ရဲ့စွမ်းအင်တွေစွမ်းအားတွေဆိုတာတစ်ခုမှမရှိတော့ဘဲနဲ့အရာခတ်သိမ်းဟာဘာမှမရှိတဲ့တုံညလို့ဆိုတဲ့သဘာဝအမှန်ကိုထင်နေကြီးမြင်လာမှဖြစ်ပါတယ်သဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးဖြစ်ပေါ်နေတဲ့အခါအတ္တဆိုတဲ့အယူဆတွေပေါ်လာနိုင်တယ်ထိုအတ္တရဲ့ပိုင်ဆိုင်မှုပစ္စည်းအနေနဲ့လည်းပဲထင်မှတ်မှားလာနိုင်တယ်အဲ့ဒီအတ္တအတ္တနိယဆိုတဲ့ယူဆွဲမှုတွေဟာတစ်ခုနဲ့တစ်ခုသဘာဝတရားတွေတစ်ခုနဲ့တစ်ခုအချိုးကျပေါင်းစပ်နေလို့ဒီစွမ်းအားတွေစွမ်းအင်တွေလှုပ်ရှားမှုတွေဖြစ်ပေါ်နေတာလို့ဒီလိုသဘောကျလိုက်တာနဲ့တပြိုင်နက်ခုနကပြောတဲ့အမြင်မှားမှုတွေဆိုတာလုံးဝမရှိနိုင်တော့ပါဘူးအဘိဓမ္မာတရားကိုလေ့လာခြင်းဖြင့်နာမရူပပရိစ္ဆေဒဉာဏ်လို့ဆိုတဲ့အသိဉာဏ်ကိုရရှိနိုင်တယ် analytical knowledge of mind and matter ယုတ်နံဓမ္မသင်္ခါရကိုခွဲခြားပြီးတော့သိမြင်ခြင်းဖြင့်ငါလို့ဆိုတဲ့အယူဝါဒဆွဲဟာကင်းပြောက်သွားနိုင်တယ်ထို့တူပဲအကြောင်းအကျိုးကိုခွဲခြားသိမြင်ခြင်းလို့ဆိုတဲ့ပစ္စယပရိက္ခဉာဏ်ကိုရရှိခြင်းဖြင့်အစစ်မှန်မဟုတ်တဲ့အကြောင်းတွေပေါ်မှာဆွဲလန်းပြီးတော့မမှန်ကန်တဲ့အကြောင်းတွေကိုအကြောင်းဖြစ်ယူဆခြင်းမှလွတ်မြောက်ပြီးမှန်ကန်တဲ့အကြောင်းတွေကိုသိရှိလာနိုင်ပါတယ်နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာရဲ့ပစ္စယပရိက္ခဉာဏ်ဆိုတာရဲ့ဒီဉာဏ်နှမျိုးဟာအမတန်မှ
အရေးကြီးတဲ့ဉာဏ်နှမျိုးပါဝိသုဒ္ဓိမဲ့အထက်ကရာဆရာကြီးကဟောဒီဉာဏ်နှမျိုးရရှိထားပြီဆိုလို့ရှိရင်သုလသောတပန်လို့ခေါ်တဲ့သောတပန်အငယ်စားအဆင့်ထိရောက်ပါတယ်လို့ဝိသုဒ္ဓိမဲ့မှာဒီလိုဆိုထားတာရှိပါတယ်ဒါကြောင့်မို့လို့အဘိဓမ္မာတရားတော်ဆိုတာအမတန်မှယုတ်တရားနံတရားတွေခွဲခြားဟောကြားတဲ့ထူးခြားလေးနဲ့ပြီးပြည့်စုံတဲ့တရားတော်မြတ်ဖြစ်တယ်ထိုပြည့်စုံတဲ့တရားတော်မြတ်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်သည်ဒီကနေ့လိုတရင်ကျွတ်လာပြည့်နေ့အခါသမယမှာပြည့်စုံဟောကြားခဲ့တာဖြစ်တယ်ဒါကြောင့်မို့ဒီကနေ့ဟာအဘိဓမ္မာအခါတော်နေ့ဏိဂုံးချုပ်အားဖြင့်ပြောရလို့ရှိရင်ယရဏ၃ပါးနဲ့ဆက်ဆက်ပြီးတော့ဒီကနေ့တရင်ကျွတ်လာပြည့်နေ့အခါသမယကိုမှတ်သားနိုင်ပါတယ်ဘုရားမြတ်စွာရဲ့ဘဝနဲ့ဆက်ဆက်ပြီးပြောလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်ခန္ဓာတိုက်မြိုက်စွာတာဝရိဏနတ်ပြည်ကလူပြည်ကိုဆင်းကြလာတဲ့နေ့ဟာယခုလိုတရင်ကျွတ်လာပြည့်နေ့ပဲဖြစ်ပါတယ်တရားနဲ့စပ်ပြီးပြောရမယ်ဆိုရင်ဘုရားမြတ်စွာရဲ့အမတန်အလေးနဲ့ဆုံးအပြည့်စုံဆုံးအဘိဓမ္မာတရားတော်ဟာတာဝရိဏနတ်ပြည်မှာမြတ်စွာဘုရားကဟောလူပြည်မှာရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားထံကသင်ယူတဆင့်ယဟန်တော်များကိုပို့ချခြင်းလို့ဆိုတဲ့ဒီပို့ချလို့ပြီးဆုံးခြင်းဆိုတဲ့အခါသမယဟာဟောဒီတရင်ကျွတ်လာပြည့်နေ့အခါသမယဖြစ်ပါတယ်တန်ဃာတော်တွေနဲ့ဆက်ပြီးတော့ပြောမယ်ဆိုရင်တရင်ကျွတ်လာပြည့်နေ့ဟာတန်ဃာတော်အချင်းချင်းတစ်ပါးနဲ့တစ်ပါးရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းတပည့်တော်ကိုဆိုဆုံးပါပြောစရာရှိရင်ပြောပါရှင်ဘုရားတို့ပြောတဲ့အတိုင်းလိုက်နာကျင့်သုံးပါမယ်အပြစ်တွေ့လို့ရှိရင်ကုစားပါမယ်လို့တစ်ပါးနဲ့တစ်ပါးဝန်ခံကြတိပြုပြီးတော့ဖိတ်မှန်ကြတဲ့ပဝရဏနေ့လည်းဖြစ်တယ်ဒါကြောင့်မို့ဖရာတရားတန်ခါယရဏ၃ပါးနဲ့စပ်ပြီးတော့အလွန်ထူးခြားတဲ့ဒီသတင်းတို့လာပြည့်နေ့အခါသမယမှာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့လေးစားကြည်ညိုလို့တရားနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားကိုလေးစားလိုက်နာပြီးတန်ဃာတော်တွေနဲ့ပတ်သက်လာတဲ့တန်ဃာတော်တွေရဲ့ကျင့်ပုံကျင့်နည်းတိုင်းတို့တွေအားလုံးဟာလဲလူဘဝလူ society မှာတဦးနဲ့တဦးအချင်းချင်းရိုင်းပင်ကူညီပြီးတော့ကျင့်သုံးနေထိုင်ကြမယ်ဆိုလို့ရှိရင်ဟောဒီသတင်းကျွတ်လာပြည့်နေ့အခါသမယဟာအမတန်မှထူးခြားတဲ့အခါသမယဖြစ်ပြီးမိမိတို့ဖို့မှလဲကောင်းကျိုးချမ်းသာတွေဖြစ်ပွားစေနိုင်မှာပဲလို့ယုံကြည်ပြီးအား